ကဲမြန်မာပြည်မှာအလုတ်ကိုင်းနေရှားပါပြီးတော့ဒုက္ခရောက်လို့ရိုးတရားမှာတက်ပြီးတော့အလုတ်လုံးချင်ပါတယ်ဆိုတော့အစင်မပြေတဲ့ကိုညီကိုမောင်နှမတွေအတွက်သတင်းကောင်းလေးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒါကျွန်တော်ညီမလေးတယောက်ကသူ့စီမှာပေါ့နော်မြန်မာပြည်ကလူတွေလည်းသူတို့ခေါ်ပေးပါတယ်တဲ့နော်ကော်ဆန်းအလုတ်လေးရှိပါတယ်ကော်ဆန်းဆိုတာရှမ်းလိုမျိုးကျွန်တော်တို့မြန်မာလိုဘာသာပြန်တော့ပယံပေါ့ခင်ဗျာနော်ဒါကျွန်တော်တို့ကြမ်းကြမ်းတန်းတန်းလုံးနိုင်မယ်၊ကိုင်နိုင်မယ်ဆိုရင်ပယံလုံးကျင်တဲ့လူတွေကိုကျွန်တော်တို့သတင်းကောင်းအယောက်က200တောင်ယူมาတဲ့နော်ဒီမှာသူပြတာပြောတာကနေရာကဖူးကင်းမှာလောက်ရမှာတဲ့နော်ဒီမြန်မာပြည်ကလူတွေလည်းခေါ်ပေးတယ်နော်မြန်မာပြည်မှာတကယ်ဒုက္ခရောက်ပြီးအစင်မပြေလို့အလုံးလုံးချင်ပါတယ်လူတွေအတွက်ဆိုလို့ရှိအမတန်မှကောင်းတယ်အယောက်200နဲတဲ့အာမမဟုတ်တာနော်ယောက်ျားလေးနေသားကလောက်တက်ရင်450မလောက်တက်ရင်400တဲ့နော်ထိုင်းဘတ်မိန်းကလေးက350 OD တော့လုံးဝမရှိဘူးပေါ့နော်နောက်ပြီးလို့ရှိရင်အခန်းကမပေးရအောင်ကော်ဆန်းဆိုတာကကျွန်တော်တို့ပယံဆိုတာအခန်းကရေကားတွေပါမပေးရအောင်မီးကားတော့ရှိတယ်မီးကားကတော့တယောက်ကို200ယောက်နေ400ပေါ့ဗျာအဲ့ဒါတော့ပေးရမှာနော်လားကုန်ပြီး900နှွေးတူဆိုလို့ရှိရင်ပတ်စံတစ်လားတစ်ခါထွက်တယ်ပတ်စံမထွက်ခင်မှာကိုစားဖို့တောက်ဖို့မရှိလို့ရှိရင်ချီးငွေပေါ့သူစီကနေပြီးတော့ကြိုပြီးထုတ်ထားလို့ရတယ်နောက်ပြီးတော့အကိုကြီးမြန်မာပြည်လူတွေတော့ခေါ်တယ်ကျွန်တော်တို့ဗျာထိုင်းမှာနေပြီးကျွန်တော်တို့လည်းအလုံးမရှိပါဘူးလုံးကျင်ပါတယ်ဆိုတော့ရပါတယ်ကျွန်တော်တို့ထိုင်းကလူတွေလည်းသွားပြီးတော့လှုပ်လို့ရတယ်မြန်မာပြည်ကတကယ်အလုံးမရှိလို့အစင်မပြေတဲ့လူတွေလည်းသွားပြီးတော့လှုပ်လို့ရတယ်အယောက်က200တောင်ခေါ်တာနော်နောက်ပြီးတော့ကျွန်တော်ကြည့်ရသလောက်ပေါ့နော်ဒီညီမလေးကလည်းအဲ့ဒီသူ့တထေးမှာပဲလှုပ်တာသူ့တထေးကခေါ်ခိုင်းတာစမကတပြားမှပေးစရာမလိုစမကဆိုတာအလုပ်သွင်းပြီးဗျာပွဲစားပတ်စံပေးရတယ်တကြက်မှပေးစရာမလိုနော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်မလေးကလည်းသူကိုယ်တိုင်လှုပ်တယ်ပေါ့နော်ကျွန်တော်ဝင်ကြည့်လိုက်ချိန်မှာသူကိုယ်တိုင်လည်းအဲ့ဒီတထေးမှာလှုပ်နေတာအဲ့အတွက်ကိုလာကားတွေပါရတော့စိတ်ချမှာနော်ကျွန်တော်ကစေတနာနဲ့တင်ပြတချို့ကကြတော့လေဘယ်လိုလုပ်တာမင်းရတဲ့တကယ်လို့ဟိုသွားလို့တဲ့အစင်မပြေလို့ရှိရင်လည်းပတ်စံထွက်မှမင်းတောင်းဝန်ယူမှာလားပါလားအဲ့လိုလူမျိုးတွေကတတ်ရှိတယ်တလားနော်ကျွန်တော်ပြောအောင်ကျွန်တော်တာဝန်ယူအောင်လဲညီကိုမောင်နှမတွေကကျွန်တော်လေဒီမှန်တာပြောလို့ရှိရင်ဒီထက်မကချမ်းသာပါစေအခုကျွန်တော်တို့အလုပ်တွေလာပြောလို့ညီကိုမောင်နှမတွေတင်ပြီးကျွန်တော်တပတ်မစားရအောင်နော်ဖျားပေးပေးချမ်းပေးပေးနော်တကြက်ကျွန်တော်ဘယ်သူမှလာမပေးမစားရအောင်ဘာဖြစ်လို့တင်ပေးလဲသိလားကိုမြန်မာပြည်နိုင်ငံသားတွေဒီမှာအလုပ်လေးရှိတယ်ဟာဒါလေးအဆင်ပြေပါစေဒါလေးရှိတယ်နော်ဒါလေးသွားလုပ်လို့ရှိရင်အလုံးမရှိတဲ့လူအဆင်ပြေပါစေဆိုတော့ကျွန်တော်ရဲ့စေတနာအဆင်နဲ့တင်ပေးတာကိုကအမှဖုန်းနံပါတ်ပေါ်မှာတင်ထားပေးတယ်ဖုန်းဆက်နော်အမှထိုင်းဖုန်းနံပါတ်တင်ထားပါဒီပေါ်မှာနော်အကောင့်ထဲမှာလာဝင်မမေးနဲ့နော်တချို့ကဖုန်းနံပါတ်လည်းတင်ထားပေးတယ်ဒီဖုန်းနံပါတ်ကိုဆက်ပြီးပြောပါဆိုအကောင့်ထဲလာဝင်မေးတယ်ဘလူတွေလည်းတချို့ကကြောတော်တော်နုံအားတွေပါဗျာနော်အားကြောင့်ဖုန်းဆက်ပြီးတော့ကိုကတခါတည်းသေးချာမေးနော်တထေးကပတ်စံထွက်မှာလားတထေးကောင်းလားသူကိုယ်တိုင်လည်းလှုပ်တဲ့အတွက်ပတ်စံထွက်မှာမယ်တထေးကောင်းမယ်လို့တော့ကျွန်တော်အထင်ပေါ့ဒါပေမဲ့ကိုယ်တိုင်လည်းသိချာမေးကိုကြိုက်မှကိုသွားနော်ဘယ်သူမှလည်းအတင်းရိုက်ပြီးတော့မလှုပ်ဘူးကိုယ့်ကိုတေချာစုံစမ်းမေးမြန်းပြီးတော့ကြိုက်ပြီးဟုတ်ပြီဆိုတော့မှသွားကျွန်တော်ကဂျားတွေကနေပြီးတော့စေတနာနဲ့ကိုကြီးကိုမောင်နှမတွေအလုံးမရတဲ့လူရပါစေအစင်မပြေတဲ့လူပြေးပါစေဆိုပြီးတော့စေတနာနဲ့တင်ပေးတာအခုဒီဗီဒီယိုကြည့်နေတဲ့ကိုကြီးကိုမောင်နှမတွေလည်းကို့မှာအလုံးရှိပေမဲ့ဒီဗီဒီယိုအလုံးမရှိတဲ့လူတွေကျွန်တော်မြန်မာပြည်ကဒုက္ခရောက်နေပြီးအစင်မပြေတဲ့လူတွေကိုတွေ့အောင် share သွားပြီးတော့မြန်မာပြည်ကလူတွေလည်းခေါ်တယ်လူအယောက်200ဆိုတော့ကျွန်တော်မြန်မာပြည်မှာတကယ်ဒုက္ခစစ်ဘေးတွေနဲ့စားဖို့တောက်ဖို့အခက်အခဲဖြစ်နေတဲ့လူတွေအများကြီးကျွန်တော်တို့ပြောမလို့ပြည်လဲသွားနိုင်တယ်နော်ဒါကျွန်တော်တွေ့တော့ဝန်းတာလို့ကျွန်တော်အခုအဲ့လိုမျိုးလာပြောတယ်ကျွန်တော်လည်းဝန်းတာပြီးတော့တင်ပေးတာအမှထိုင်းဖုန်းနံပါတ်တော့ကျွန်တော်လာမမေးနဲ့တော့ကျွန်တော်မသိဘူးနော်ထိုင်းဖုန်းနံပါတ်ကိုဆက်ပြီးတော့ကိုတိုင်ကိုကြမေးကိုကြိုက်တော့မှကိုသွားပါတချို့တွေကကြတော့အလောက်လဲတင်ပေးရတာအောက်မှာလေအရန်ဟိုဟာပေါ့ပြောဆိုမဟုတ်ကားတွေအရန်ပြောတယ်တလားမင်းတာဝန်ယူလာလားလို့တာဝန်ခံတာဝန်ယူအောင်ကျွန်တော်ဘုသူစီကဘယ်နှပြတ်စားလာလို့လဲကျွန်တော်ဒီမှာအလုပ်ရှိတယ်ဒီမှာဆက်သွယ်သွားကြည့်ကိုကြိုက်ရင်ကိုသွားမကြိုက်ရင်မသွားနဲ့အခုလာကထွက်လာမှလားကိုယ့်ကိုမေးပေါ့နော်တချို့ကကြတော့စေတနာမတန်ဘူးမြအဲ့လူလည်းကျွန်တော်ခေါင်းထဲမထည့်ပါဘူးတကယ်ကိုကြီးကိုမောင်နှမတွေဒုက္ခရောက်တဲ့လူတွေပဲခေါင်းထဲထည့်ပြီးတော့ကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်အခုကြည့်နေတဲ့ဗီဒီယိုကိုလည်းအခုကြည့်နေတဲ့ညီကိုမောင်နှမတွေတယောက်တစ်ချက်လောက်ဝိုင်း share သွားပြီဒီကိုကြီးကိုမောင်နှမတွေ share လိုက်တဲ့ share တစ်ချက်ကတကယ်အလုံးမရှိတဲ့လူစီရောက်သွားမယ်ဆိုရင်အခုကြည့်နေတဲ့ညီကိုမောင်နှမတွေလည်းကုသိုလ်ရပါတယ်ဗျအားလုံးကျေးဇူးပါ